အဲ့ဒီလူကောင်ကြီးနဲ့ကောင်ကဒါဟာတစ်ခုခုတော့တစ်ခုခုပဲအစင်းမြင့်တဲ့ mission တစ်ခုခုဖြစ်ရမယ်ဒီចောင်းသားက ကွင်းဆက် mission တစ်ခုခုကိုလက်ခံလိုက်တာတေချာတယ်ဆိုပြီးဆရာကြီးစတိုင်နဲ့ရှောက်တွေးနေတာပြီးတော့ကျန်းဆောင်ကြီးအနာကိုကတ်လာပြီးအဖွဲသားအဲ့ဒီမိစ္ဆာမလေးကမင်းကိုဘာလာလောက်တာလဲပြီးတော့ဘာလို့ရုတ်တရက်ကြီးထွက်သွားတာလဲလို့လာမေးရောကျန်းဆောင်ကြီးကလည်းအော်ဘာမှမဟုတ်ပါဘူးသူလိပ်စာတစ်ခုလာမေးလို့ပစ္စည်းတစ်ခုခုသွားယူစရာရှိလို့အလင်းစလိုသွားတာပါဆိုပြီးခက်အေးပဲပြန်ပြေးလိုက်တယ်အဲ့ဒီလူကြီးကလည်းပစ္စည်းသွားယူတာဟုတ်လားဒီလောက်လွယ်လွယ်လေးလားဆိုပြီးကြောင်အန်ဖြစ်ကြံခဲ့တာပေါ့တစ်ဖက်မှာတော့ကောင်မလေးမှလိုက်တဲ့ပစ္စည်းကိုလာပို့မဲ့ delivery သမားလေးကလမ်းပေါ်မှာစောင့်ရင်းနဲ့ဘာလို့အခုထိရောက်မလာသေးတာလဲဆိုပြီးညင်းနေတာအဲ့ဒီအချိန်မှာပဲလမ်းမပေါ်ကနေတခုခုကအချိန်ပြင်းပြင်းနဲ့ဒုံဆိုင်မောင်းနေလာပြီး delivery သမားရှိမှချက်ချင်းကြီးရက်သွားတယ်ကြည့်လိုက်တော့မျက်လုံးအနီရောင်နဲ့ရှောင်ချီဖြစ်နေတာပေါ့သူကငါပစ္စည်းတွေယူလာခဲ့ရလားလို့မေးတော့ delivery သမားလေးလည်းကြောက်ကြောက်လန့်လန့်နဲ့မှာထားတဲ့ပလဲနိုအေးနဲ့ဆက်တကွန်တွေကိုထုတ်ပေးလိုက်ရတဲ့ရှောင်ချီကပလဲနိုအေးကိုတကြောကြောတောက်ရင်းဆက်တကွန်ကိုမျက်ရည်ရှက်ရည်စားနေတော့ delivery သမားလေးကညင်မလေးမင်းခုနကပြေးတဲ့အချိန်နဲ့ဆိုရင် delivery သမားလို့ရင်ပိုတောင်ကြိုက်အောင်မယ်မလုပ်တာနှမျောစရာကြီးဆိုပြီးအရှုံးဖောက်လိုက်သေးတယ်ရှောင်ချီက delivery သမားကဘာလို့ရတာလဲလို့ပြန်မေးတော့သူကပတ်စံရှာရတာလေပတ်စံရှိရင်မင်းကြိုက်တဲ့အစားအသောက်အကုန်ဝယ်စားလို့ရတယ်လို့ရှင်းပြတာပေါ့ဒါနဲ့ရှောင်ချီလဲအော် delivery သမားလို့ရင်စားချင်တာစားလို့ရတာပေါ့ဆိုပြီးစိတ်ဝင်စားသွားတယ် delivery သမားကလည်းအေးလေးမင်းသားမြန်မြန်ပို့နိုင်ရင် delivery လောကရဲ့ဘရင်ပဲဘလို့လဲစိတ်ဝင်စားလားအကိုကြီးလမ်းပြပေးမယ်ဆိုပြီးသူ့အဖွဲ့ထဲဝင်ဖို့စီးယုံလိုက်ပါလေရောဒီကြားထဲမှာကြံခဲ့တဲ့ကစားသမားတွေစီပြန်ရောက်သွားတဲ့ဝစ်စုံနဲ့ကောင်မလေးတယောက်ကဟုန်ကြီးနဲ့အော်ပြီးကဲကျန်တဲ့အဖွဲ့ဝင်တွေနောက်ထပ်သွားရမယ့်နေရာကတော့တလုတ်ထဲနဲ့စားမဲ့ကခွာပြိုင်ခွင့်ပဲလို့ကြီးညာလိုက်တယ်လူမဲကောင်လေးကတလုတ်ထဲစားမယ်ဆိုတာဘာကြီးလဲလို့နားမလဲပဲမေးတော့သူကခဏနေရင်သိရမှာပေါ့ဆိုပြီးဖျက်ချောက်ပြလိုက်တယ်ကျန်းဆောင်ကြီးကတော့သူ့နှမလေးရှောင်းချီပြန်မလာသေးလို့သူ့ကိုပါတခါတည်းမှခိုင်းလိုက်တာငါအတွက်ပါတစ်ခွက်ယူမလာပေးဘူးလားမသိဘူးဆိုပြီးညှို့နေတော့မဲအဲ့ဒီနောက်လူတိုင်းကခွာကားလေးတွေပေါ်တက်ထိုင်လိုက်ကြတယ်စီကန်းချက်တွေကတော့တဲ့လမ်းဆုံးမှာကားပေါ်ကဆင်းရမယ်နှစ်လမ်းမအတိုင်းပဲမောင်းရမယ်သုံးမြန်လုံးလုံးမှောက်သွားရင်ရှုံးမယ်ပြီးတော့နောက်ဆုံးစီကန်းကတော့လေးဘလူးကြီးဝါစားတာကိုတတိထားပါတဲ့ဂိတ်စတာနဲ့ကားတွေဒုံဆိုင်မောင်းကြတာပေါ့အဲ့ဒီအချိန်မှာပဲမြေကြီးတဲကနေပါဆက်ကြီးကြီးနဲ့ဖားပြုတ်လို့ဒီလူကောင်ကြီးထွက်လာတာမျက်မှန်နဲ့ကျန်းဆောင်ကြီးကဟာဒါကြောင့်တလုတ်ထဲစားမယ်လို့ပြောတာကိုငါတို့ကိုအရှင်လက်လက်ဝါမျိုးတော့မလို့လားဆိုပြီးအလန့်တကြားအော်တော့တာပဲဟိုလူကောင်ကြီးကတော့ဒီလိုနေရာမျိုးမှာငါကဘလူးထက်မြန်စရာမလိုဘူးမင်းတို့ထက်မြန်ရင်ရပြီဆိုပြီးရုံမာတဲ့အပြုံးနဲ့မောင်းပြေးတော့တာပေါ့လမ်းမှာပါဆက်ကြီးနဲ့ဘလူးတင်မကဘူးလက်နက်ကြီးတွေကင်ထားတဲ့တရေတစေတွေကပါလိုက်ရိုက်နေတာအဲ့ဒီအပြင်မမျောလင့်ပဲလူသားစားဘလူးကြီးတကောင်မှထွက်လာပြီးလမ်းကိုပိတ်ဆို့လိုက်ပြန်တယ်ဟိုလူကောင်ကြီးကမျက်မှန်နဲ့ကောင်လေးကိုစိတ်မကောင်းပါဘူးကွာမင်းပဲဘလူးစာဖြစ်ခဲ့လိုက်တော့ဆိုပြီးကားကိုကြုံမောင်းသွားတယ်ဒါပေမဲ့ကျန်းဆောင်ကြီးကလည်းမခေဘူးအချိန်မြင့်ပြီးအနောက်ကနေကက်လိုက်လာတာမို့လို့ဟိုလူကြီးလည်းလန့်သွားရပြန်တယ်တစ်ဖက်မှာတော့ရှောင်းချီတယောက် delivery သမားအင်ဂျီအဝါရောင်ကြီးဝစ်ကြောပိုးအိတ်ကြီးကြီးလွယ်ပြီးစင်နာကြီးတစ်ခုတည်းကနေထွက်လာတယ် delivery ဆရာကြီးကကောင်းတယ်မင်းပုံစံကတကယ်ကို professional ပဲငါတို့ရဲ့ဆောင်ပုတ်ကအချိန်တိကျရမယ်ပဲ review မရစေရဘူးလို့မှနေတာရှောင်းချီကလည်းမျက်လုံးကြီးနီးရဲပြီးအချိုရည်တောက်ရဖို့အတွက်ကဲထွက်ခွာဆိုပြီးဇလန်းကဆက်သွားတာပေါ့သူလမ်းဘေးကအကင်ဆိုင်ရှိရောက်တော့အကင်ရောင်းတဲ့အမကြီးကတနာပြီးညီမလေးရဲ့ဒီလောက်ညစ်တဲ့တကောင်ကြီး delivery တွေရှောက်မပို့ပါနဲ့ကြည့်ပါဦးမျက်လုံးတွေလည်းယုံမျက်လုံးလိုနီးရဲနေပြီလို့ပြောရှာတယ်တကယ်တော့ရှောင်းချီကမျက်လုံးနေတာတရေမမို့လို့ပါဗျာဒါပေမဲ့ရှောင်းချီကတော့ဘာမှနားမလဲပဲအကင်ကိုမြင်းရရှက်ရည်စားရင်းနဲ့ delivery လုပ်ရတာတကယ်ပဲစားစရာတွေအများကြီးရတာပဲဆိုပြီးသဘောကျနေတာနောက်ဆုံးတော့သူမှထားတဲ့အချိုရည်ဆိုင်ကိုရောက်သွားပြီးမက်ချာပဲနီအိုပလဲနိုအေးကမင်းတွက်မလားဆိုပြီးဆိုင်ကကောင်လေးကလှမ်းပေးတာကိုယူပြီးပိုက်နဲ့ကြော်တောက်ပြလိုက်တာဆိုင်ကကောင်လေးတောင်ကြောက်လန့်တကြားနဲ့ကြောင်ကြည့်နေရတဲ့အထီးပဲဒီလိုနဲ့ကျွန်တော်တို့ရဲ့ရှောင်းချီတယောက်လူသားကဘာမှာ delivery သမားလုပ်ရင်စားကျင်တာတွေရှောက်စားနေတာပေါ့ဒါပေမဲ့တခါတလေကြာရင်လည်းသူမကြိုက်တဲ့အစားအစာမျိုးတွေနဲ့တိုးတက်ပါသေးတယ်ဆိုင်ရှင်ကြီးကပစ္စည်းလမ်းပြီးတော့ရှောင်းချီကအိတ်ထဲငုံကြည့်ပြီးမျက်နှာကြီးပုတ်သွားတာဆိုင်ရှင်ကြီးခမများမှာတော့ဟင်းငါဘာသာအကောင်းဆုံးလုပ်ပေးလိုက်တာကိုဘာဖြစ်လို့ပါလဲဆိုပြီးကြောင်အန်းနဲ့ကြံခဲ့တာပေါ့ဒါပေမဲ့ကံကောင်းချင်တော့နောက်ဆိုင်တစ်ဆိုင်ကြတော့ဆိုင်ရှင်အကိုကြီးကနေရဲနေတဲ့ဂုံလျှောက်ခင်ငကားပစုံထုတ်လေးတွေကိုဘူးအပြည့်ထည့်ပေးလိုက်တာဗျာရှောင်းချီတယောက်လမ်းဘေးခုံမှာထိုင်ပြီးတမြုံမြုံနဲ့အားရပါရစားရင်းနဲ့အင်းကြည့်ရတာလူသားတွေထဲမှာလည်းလူကောင်းတွေရှိသားပဲဆိုပြီးသဘောတွေကြလို့ပေါ့တစ်ဖက်မှာတော့ကောက်ခတ်တိုင်ကွင်းတွေကလူကောင်ကြီးနိုင်ငံသားကဟာဒီလိုနေရာမျိုးမှာအဖွဲ့အစည်းဆိုတာကိုယ့်အတွက်တစခံအမြောက်စာပဲကွာသွားတော့ចောင်းသားလေးရေနှုတ်ဆက်ခဲ့ပါတယ်ဆိုပြီးရုံမာတဲ့အပြုံးနဲ့ကျန်းဆောင်ယူကိုထားခဲ့ပြီးမောင်းပြေးတော့တာအခုချိန်မှာလူသားတယောက်အနေနဲ့တရေတစေတွေကြားတဲ့အသက်လူပြီးရုံးကန်နေရတဲ့ကျန်းဆောင်ယူခမရမှာတော့ကားကိုအပတ်တကုတ်မောင်းနေရရှာတယ်အဲ့ဒီအချိန်မှာပဲအနောက်ကပါဆက်အကြီးကြီးနဲ့ဘလူးကောင်ကြီးကစားလို့မရဘူးလို့အော်ပြီးကျန်းဆောင်ယူရဲ့ကားကိုမစားပဲကြော်သွားတာဗျာကျန်းဆောင်ယူလည်းအံ့ဩသွားပြီးဟာတော်သေးတယ်ဒီတရေတွေကအတိညာရှိကြလို့ပဲငါ့ကိုဝါမစားသွားဘူးဒါရှောင်းချီပြီးခဲ့တဲ့တစ်ခေါက်အစည်းအဝေးလုံးကအချက်ကိုတက်ပြီးမြောက်ကိုပြခဲ့တဲ့ပညာပေးမှုကြောင့်အဆောင်တွေကငါ့ကိုတကယ်ပဲကြောက်နေကြတာလားမသိဘူးကြည့်ရတာငါနည်းနည်းတော့စမ်းသက်ကြည့်ရမယ်ဆိုပြီးစိတ်ကူးပေါက်သွားတာပေါ့ဒါပေမဲ့ဟိုဘက်မှာမောင်းပြေးနေတဲ့လူကောင်ကြီးကတော့မှန်ပြောင်းနဲ့လန့်ကြည့်ပြီးဟာမဖြစ်နိုင်တာအဲ့ဒီဘီလူးကြီးကအကောင်လေးကိုဘာလို့တလုတ်တဲဝါမစားသွားတာလဲကြည့်ရတာဒီចောင်းသားစီမှာတရေတစေတွေရဲ့တိုက်ခိုက်မှုကိုရှောင်ရှားနိုင်တဲ့လှုပ်ဝက်ပစ္စည်းတစ်ခုခုရှိနေရမယ်အခွင့်အရေးရရင်အဲ့ဒီပစ္စည်းကိုလူရမယ်ဆိုပြီးကောက်ချစ်ဖြင်းချင်စိတ်တွေပေါက်နေပြန်ရောလမ်းပေါ်မှာတော့ရှောင်းကြီးကလမ်းလျှောက်နေတော့ delivery ဆရာကြီးကအပြေးလွှားရောက်လာပြီးဟေးညီမလေးဘယ်လိုလဲပထမဆုံးနေ့အလုပ်ဆင်းရတာမပင်ပန်းဘူးမလားလို့လှမ်းမေးတယ်ရှောင်းကြီးကလည်းခက်တီတီပဲအဆင်ပြေပါတယ်သူတို့ကကျမကိုမြင်တာနဲ့စားစရာတွေကိုလက်နှစ်ဖက်နဲ့အသားတကြီးလာဆက်တကြတာပဲကြည့်ရတာ delivery သမားရဲ့အဆင့်တန်းကဒီကဘာမှာတော်တော်မြင့်မားပုံရတယ်ဆိုပြီးဂုံယူဝင်ကြွားစွာနဲ့ပြန်ပြောတာပေါ့ delivery သမားလေးလည်းကြောင်သွားပြီးဟုတ်ကဲ့ဒါဆိုလဲညီမလေးအေးအေးဆေးဆေးစမ်းသက်လုပ်ကင်ကြည့်ဦးတော့အကိုကြီးကတော့ order တွေနောက်ကျရင် customer တိုင်းလိုက်မယ်အရင်သွားပြီးဆိုပြီးနှုတ်ဆက်ပြီးထွက်သွားတယ်အဲ့ဒီနောက်လမ်းကြားလေးတစ်ခုထဲမှာတော့လူမိုက်ကြီးနှစ်ယောက်ကចောင်းသူလေးတစ်ယောက်ကိုအတင်းအဓမ္မလိုက်နောက်ဆက်နေတာပေါ့ကောင်မလေးကမလာကြပါနဲ့နဲ့ကြောက်လန့်တုန်လုံနေတော့
လူမိုက်ကြီးကလည်းတရွေးတောက်တောက်နဲ့ဂျပန်စကတ်တူလေးဝတ်လာပြီးတော့ရှောင်မနေပါနဲ့ကွာလားအကိုကြီးတို့နဲ့အတူတူတောက်ရအောင်ဆိုပြီးအနိုင်ကျင့်ဖို့လုပ်နေတာဒီနေရာမှာကျွန်တော်တို့ရဲ့အဝါရောင်ဝစ်စုံနဲ့ delivery သမားလေးကဖုန်းကြည့်ရင်ဖြစ်လာပြီးဟာအော်ဒါကအချိန်ကျော်တော့မယ်လို့ညီးနေတော့ဟိုလူမိုက်တွေကိုတွေ့သွားတာပေါ့သူကယောက်ျားပြီးဟေ့လူတွေမင်းတို့တောက်တာလုံးပြီးဘာရီလာရန်ကားနေတာလဲလူမိုက်ကြီးနှစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုအနိုင်ကျင့်တာရှက်စရာမကောင်းဘူးလားလို့ဝင်သားရှာတဲ့လူမိုက်ကြီးကလည်းမင်းကဘာကောင်းမို့လို့ငါတို့အကြောင်းလာဆွတ်ဖက်တာလဲဆရာကြီးလာလုံးမနေနဲ့လို့ပြောပြီးဆွဲထုတ်လိုက်တာ delivery သမားလေးခမမြေပြင်ပေါ်လဲကြပြီးအကန်ခံရရှာရောအဲ့ဒီအချိန်မှာပဲအနောက်ကနေလေတံအေးဆက်ဆက်နဲ့ဟေးမင်းတို့နှစ်ယောက်ဆိုပြီးရှောင်ချီရောက်လာတာဗျာလူမိုက်တွေကလည်းဟောနောက်ထပ်ကောင်မလေးတစ်ယောက်ထပ်လာပြန်ပြီးဗာလဲညီမလေးကပါအကိုကြီးတို့နဲ့ကစားချင်လို့လားလို့ရွှေပြည်အေးစကားဆိုတော့ရှောင်ချီကမျက်လုံးကြီးနဲ့ကစားမလို့လားရတာပေါ့ငါမင်းတို့ကိုအိမ်ပြန်ခေါ်သွားပြီးကစားပေးမယ်လို့ပြောပြီးလက်နှစ်ဖက်ကိုမြောက်လူမိုက်ကြီးနှစ်ယောက်လုံးကိုလေထဲမှာတင်အသားလေးမပြီးအချိန်နဲ့ပြင်းမြောက်လိုက်ပါတော့တယ်လူမိုက်ကြီးတွေခမညာလေထဲမှာဖလူးဖလူးဖြစ်ပြီးလှုပ်ပါငါ့ကိုအောက်ချပေးပါလို့အသေးတန်အော်တာပေါ့ရှောင်ချီကတော့ဖျဲချောက်ပြုံးကြီးနဲ့မလောပါနဲ့အောင်အနောက်မှာပူပျော်စရာကောင်းတာတွေကြံသေးတယ်လို့ပြောပြီးသူတို့ကိုမြေပြင်ပေါ်ဖုံးလဲအောင်ပစ်ချလိုက်တယ်ပြီးတော့ဘဲကနေရောက်လာမှန်းမသိတဲ့အုတ်ခဲကြီးတုံးကိုကင်ပြီးလူမိုက်တွေရဲ့ခေါင်းကိုခွန်ဝုံနေအောင်တစ်ချက်ချင်းစီမညာမတာထုနှက်ပြီးတေချာလေးပညာပေးလိုက်ပါလေရောလူမိုက်ကြီးနှစ်ယောက်လည်းခေါင်းတွေကွဲပြီးလမ်းပေါ်မှာတင်တတိမိလဲကျသွားကြတယ်ဘေးကကောင်မလေးနဲ့ delivery သမားလေးလည်းမျက်လုံးပြူပြီးအမလေးကျေးဇူးတင်ပါတယ်ညီမလေးကကိုခံပညာဒီလောက်တော်လိမ့်မယ်လို့မထင်ထားဘူးဆိုပြီးဝိုင်းချီကျူးကြတာပေါ့လမ်းသွားလမ်းလာတွေကပါဟာတကယ်ကိုသူရဲ့ကောင်းမလေးပဲဘယ်တိုင်းတင်တန်းကြောင်းကဆင်းလာတာလဲဆိုပြီးလက်ခုပ်တီးပြီးဝိုင်းအားပေးကြလို့ရှောင်ချီတယောက်လူသားတွေရဲ့ချီကျူးမှုကိုခံနေရချိန်မှာကျန်းရှောင်ကြီးတယောက်ကောက်ခါကားလေးကိုမောင်းရင်းနဲ့ငါနှမလေးရှောင်ချီပါလို့ဒီလောက်တောင်ကြာနေရတာလဲငါဖုန်းလဲတူယူသွားတာဆိုတော့အဆက်အသွယ်လုပ်လို့မရဘူးအဓိကကငါရဲ့ပလဲနို့အေးကိုသူဝယ်လာဖို့မေ့မသွားရင်တော့ပါပြီဆိုပြီးတွေးပူနေတာပေါ့အဲ့ဒီအချိန်မှာပဲအနောက်ကနေလူမဲကောင်လေးမာကုတ်နဲ့ဟိုလူကောင်ကြီးဒေးဗစ်တို့ကားတွေနဲ့အချိန်ပြင်းပြင်းမောင်းလာကြတယ်ဒါပေမဲ့ဒေးဗစ်ကလူလဲကြီးပြမာကုတ်ရဲ့ကားကိုဘေးကနေတွန်းတိုက်ပစ်လိုက်တာမို့လို့မာကုတ်ရဲ့ကားမှောက်သွားပြီးသူပါလေထဲကိုမြောက်တက်သွားရောအဲ့ဒီမှာတင်လမ်းဘေးကပါဆက်အကြီးကြီးနဲ့ဘီလူးကောင်ကလေထဲကမာကုတ်ကိုဝါခနဲ့တလုတ်တည်းဖမ်းမြုပ်လိုက်ပါလေရောဗျာတစ်ဖက်မှာတော့ရှောင်ချီကလမ်းပေါ်မှာတန်ကြိုးကြီးတစ်ချောင်းကိုတရွတ်တိုက်ဆွဲပြီးရှောက်လာတာကြည့်လိုက်တော့စောကရန်ကားနေတဲ့လူမိုက်ကြီးနှစ်ယောက်ကိုတန်ကြိုးနဲ့တုပ်ပြီးခွေးလိုဝက်လိုတရွတ်တိုက်ဆွဲခေါ်လာတာဗျလူမိုက်ကြီးကမျက်ရည်ဆက်လက်နဲ့ညီမလေးတယ်ငါတို့ကိုဘယ်ခေါ်သွားမလို့လဲလို့အားကိုတကြီးမေးရှာတယ်ရှောင်ချီကတော့မျက်လုံးကြီးနဲ့ငါပြောပြီးပြီလေမင်းတို့ကိုအိမ်ခေါ်သွားပြီးအတူတူကစားမလို့ပါဆိုခုနကတင်ကတိပေးထားတာကိုလို့အေးဆက်ဆက်ပြန်ပြောတာပေါ့ဒါကိုအနောက်ကနေလှမ်းကြည့်နေတဲ့ delivery သမားလေးခမများတော့ကြောက်လွန်းလို့ချွေးစေးတွေထွက်ပြီးအမလေးထူးဆန်းလိုက်တာအခုကနွေရာသီကြီးကိုငါကြောပြင်တစ်ခုလုံးပါလို့ဒီလောက်တောင်ချမ်းစိတ်နေရတာလဲဆိုပြီးတုံရင်နဲ့ကြံခဲ့ရှာတယ်အဲ့ဒီနောက်ရှောင်ချီကဟုတ်ကဲတင်လိုက်တဲ့ចောင်းသူလေးနဲ့အတူတပ်ပုံတွဲရိုက်ပြီးပြောနေတာပေါ့ဒီကြားထဲမှာကောက်ခတ်တန်ကွင်းကပြီးဆုံးသွားပြီးကျန်းရှောင်ကြီးတို့အဖွဲ့ပြန်ကွင်းထဲကနေအသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့ကြတယ်ဝစ်စုံနဲ့ဆုံးမလေးကဟွန်းကြီးနဲ့ပြန်អော်ပြီးကဲအသက်ရှင်ကြံရစ်တဲ့ကစားသမားတို့ဂုံယူပါတယ်နော်တယောက်ချင်းစီကိုကစားကွင်းတစ်စိတ်တစ်ခုစီပေးပါမယ်လို့ပြောလိုက်တယ်ဒေးဗစ်ကဟူတော်သေးတယ်အသက်ဘေးကလွတ်လာခဲ့ပြီလို့တက်ပြင်းချရင်ကျန်းရှောင်ကြီးနဲ့မာကုတ်ကိုကြည့်ပြီးအံ့ဩသွားတယ်မင်းတို့နှစ်ယောက်လုံးအသက်ရှင်နေကြတာပဲအထူးသဖြင့်မင်းပဲမာကုတ်မင်းကိုဟိုဘီလူးကြီးဝါစားလိုက်တာငါကိုယ်တိုင်မြင်လိုက်တာလေလို့မေးတော့မာကုတ်ကအေးလေအဲ့ဒီဘီလူးကြီးကငါ့ကိုဝါစားပြီးမှချက်ချင်းပြန်အန်ထုတ်လိုက်တာလို့ပြောရောဒေးဗစ်ကလည်းဒါမျိုးလဲရှိသေးတာပဲလားဒါမှမဟုတ်မင်းရဲ့ကိုယ်တိုင်ကအရန်ပြင်းလို့ဘီလူးကြီးကမခံနိုင်ပဲအန်ထုတ်လိုက်တာလားမသိဘူးဆိုပြီးအရှုံးဖောက်လိုက်သေးတယ်တကယ်တော့ကျန်းရှောင်ကြီးကစောကငါ့ကိုတွန်းတိုက်ခဲ့တာဒီဒေးဗစ်ပဲကြည့်ရတာလူသားတိုင်းကလူကောင်းတွေမဟုတ်ကြဘူးပဲငါသာတာမန်လူဆိုရင်သူ့ကြောင့်တင်နေလောက်ပြီးဆိုပြီးဒေးဗစ်ကိုတတိထားရမယ့်လူစင်းနဲ့ထည့်လိုက်တာပေါ့အဲ့ဒီအချိန်မှာပဲဘေးကကောင်မလေးကနောက်ထပ်စတုတ်ထမြောက်ကစားကွင်းကဘာဖြစ်မလဲလို့စိုးရိမ်တကြီးမေးတဲ့အခါစုံမလေးကအဲ့ဒါကတော့အသေးတန်ဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်တဲ့6ချားခွဲတရဲအိမ်ကြီးပဲဖြစ်ပါတယ်လို့အော်ဟစ်ကြီးညာပြီးသူတို့ကိုတရဲအိမ်ကြီးရှေ့ခေါ်လာခဲ့တယ်မာကုတ်ကဒါကတကယ်တရဲအိမ်အစ်စ်ကြီးလားလို့မေးတော့စုံမလေးကဖျက်ချောက်ပြုံးနဲ့မှန်တာပေါ့ဒါကတကယ်ကိုထူးဆန်းအံ့ဩခွဲတရဲအိမ်ကြီးပဲပို့ပြီးစိတ်လှုပ်ရှားဖို့ကောင်းအောင်ဒီတစ်ခေါက်တရဲအိမ်ကိန်းထဲမှာထူးဆန်းတဲ့စီးမြင့်တစ်ခုထည့်ထားတယ်လို့ပြောလိုက်တယ်အဲ့ဒီစီးမြင့်ကဘာလဲလို့ကျန်းရှောင်ကြီးကမေးတော့စုံမလေးကဒီတစ်ခေါက်ကိန်းမှာမင်းတို့အပြင်ကလမ်းသွားလမ်းလာလူအစ်စ်တွေကိုပါထည့်ပေးထားတယ်သူတို့အတွက်အဆင့်နဲ့စီးမြင့်ကတော့အသက်ရှင်လျက်တရဲအိမ်ထဲကနေထွက်နိုင်ရင်အောင်မြင်မယ်ဒါပေမဲ့မင်းတို့လိုအဆင့်ကစားသမားတွေရဲ့တာဝန်ကတော့အဲ့ဒီလူတွေထဲမှာရောနော်ပြီးလူယောင်ဆောင်ထားတဲ့လူယောင်ဆောင်တရဲမိတ်ဆာ imposter ကိုရှောက်ဖွေပေါ်ထုတ်ရမှာပဲအဲ့ဒီတရဲကလူသားပုံစံကိုအပြင်းပြင်းအတုခိုးနိုင်ုံတင်မကဘူးတရုတ်ဆောင်တာလည်းအရန်တော်တယ်မင်းတို့တရဲအိမ်ထဲကနေထွက်တဲ့အထိအဲ့ဒီတရဲကိုရှာမတွေ့ရင်တော့တဖွဲ့လုံးအကုန်တက်ခံရမယ်လို့ကြောက်စရာကောင်းတဲ့စီးမြင့်ကြီးကိုကြီးညာလိုက်ပါလေရောကျန်းရှောင်ကြီးလည်းမျက်မှန်ကိုပင့်ပြီးဟာတရဲတွေကိုရှောင်ရတာတင်မောလာပြီးအခုလူတွေတဲကတရဲရောင်ဆောင်ကိုပါလိုက်ရှာရအောင်မလားဆိုပြီးစိတ်ပြက်သွားတာပေါ့ဒါပေမဲ့ဆုံးမလေးကတော့ကဲဂိမ်းစတင်ပြီးလို့ပြောပြီးတရဲအိမ်တကားကြီးပွင့်သွားပါတော့တယ်တရဲအိမ်ထဲရောက်တော့အဖွဲ့တဲကိုလူတစ်3ယောက်ဖြစ်တဲ့ရှန်ကုန်းချန်လူစီနဲ့ချင်းကြီးဆိုတဲ့ចောင်းသူလေးတို့ရောက်လာကြတဲ့အထဲမှာဆက်ရုပ်တရဲတွေထွက်လာပြီးလန့်စရာတွေလုပ်နေတာပေါ့ကျန်းရှောင်ကြီးတို့ကတော့ဒါတွေကိုတိတ်မမှုပါဘူးဒါပေမဲ့ဒေးဗစ်ကဘေးကကောင်မလေးကိုငါတို့ထဲမှာတရဲရောင်ဆောင်ပါနေတယ်ဆိုတာအဲ့ဒီလူတစ်တွေကိုလုံးဝမပြောနဲ့အကယ်၍သူတို့သာတီးသွားရင်တယောက်နဲ့တယောက်မတင်ငါဖြစ်ပြီးအချင်းချင်းတန်တရားဝင်ကုန်ကြလိမ့်မယ်အဲ့ဒီခါကျရင်အခြေအနေတွေရှုပ်ထွေးကုန်ပြီးတရဲအစ်စ်ကိုရှာဖို့ပိုခတ်သွားလိမ့်မယ်လို့တိုးတိုးလေးတတိပေးလိုက်တယ်ကောင်မလေးကဒါဆိုငါတို့ဘာလုပ်ကြမလဲလို့မေးတော့ဒေးဗစ်ကသူတို့တွေကဘသူအမူအရာပုံမှန်မဟုတ်လဲဆိုတာတေချာစောင့်ကြည့်ရမယ်အကယ်၍ငါတို့ရှိမှလူတယောက်ယောက်တည်သွားခဲ့ရင်တော့လုံးဝအာယုံမလွင့်စေနဲ့ဘာလို့လဲဆိုတော့အဲ့ဒါကတရဲကလူယောင်ဆောင်ပြီးအသေးဟန်ဆောင်တာလည်းဖြစ်နိုင်လို့ပဲဒါဟာဒီကိန်းရဲ့အကွက်စိတ်လာတဲ့နေရာပဲငါတို့လုပ်ရမှာကဘလို့နီးနေဖြစ်အသက်ရှင်အောင်နေဖို့ပဲဆိုပြီးအဖွဲ့သားတွေကိုတေချာမှကြားရင်တရဲအိမ်ထဲကိုဆက်လျှောက်လာခဲ့ကြတာပေါ့
လမ်းတစ်လျှောက်လုံးမှာတော့လူတိုင်းတရေအိမ်လမ်းကြောင်းအတိုင်းစုစုစည်းစည်းနဲ့ရှောက်လာကြလို့လောလောဆယ်တော့ဘာအန္တရာယ်မှမရှိသေးဘူးဒါပေမဲ့ကိုယ်တစ်ခုလည်းရောက်မှာငယ်ရွယ်တဲ့လူသားတို့ရေဆိုပြီးကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့အတူလမ်းပိတ်ပြီးပေါ်လာတာကတော့လက်ထဲမှာပစိန်ကြီးကင်ထားတဲ့ပလာကြီးနဲ့တရေကြီးလီရှိကြီးပဲဖြစ်ပါတယ်ဗျာသူ့ရဲ့ဘေးမှာတော့တရေမလေးတစ်ကောင်လည်းပါသေးတယ်တရေကြီးကပစိန်နှချောင်းကိုထုတ်ပြပြီးမင်းတို့ကြပြောက်ခဲ့တာကဒီရွှေပစိန်လားဒါမှမဟုတ်ဒီငွေပစိန်လားလို့မေးခွန်းထုတ်ပါလေရောအဖွဲတဲကလူတစ်ကောင်လေးလျိုစီကဟင်ဒီပုံမြင်ကိုငါကြားပူသားပဲပုံမြင်တဲ့ကထင်းခုတ်သမားကတာမန်တစ်သားပစိန်ကိုရွေးခဲ့တာလေဒါဆိုရင်ငါကတော့ရွှေပစိန်ကိုပဲရွေးလိုက်မယ်ကွာရွေးပြီးရင်ဘာထူးကြမှလည်းမသိဘူးဆိုပြီးဆရာကြီးစတိုင်နဲ့ရွှေပစိန်ကိုလှမ်းရွေးလိုက်တာပေါ့အဲ့ဒီအချိန်မှာတရေကြီးလီရှိကြီးကမျက်လုံးကြီးပြူပြီးဘာရဲ့ရွေးပြီးရင်ဘာဖြစ်မလဲဟုတ်လားရွှေပစိန်ကိုကြိုက်တယ်ဆိုတော့လေအဲ့ဒီပစိန်နဲ့ပဲမင်းကိုခုတ်ပြရမှာပေါ့ကွက်လို့អော်ပြီးသူ့လက်ထဲကရွှေပစိန်ကြီးနဲ့လျိုစီကိုချက်ချင်းကြီးဝုန်းကနေလှမ်းခုတ်ပစ်လိုက်ပါတော့တယ်ကောင်းလေးခမမှာတော့អော်ဖို့တောင်အချိန်မရလိုက်ပဲနေရာမှာတင်ဘုံဘုံလဲတွားရှာတာပေါ့ဘေးကချင်းကြီးဆိုတဲ့အကြောင်းသူလေးလဲကြောက်လွန်းလို့ပါဆက်ကြီးပိတ်ပြီးတုံ့လုံသွားတော့တာပဲအဲ့ဒီနောက်တရေကြီးကတရွေးတောက်တောက်နဲ့ကျန်းဆောင်ရီစီကိုလှည့်လာပြီးကဲနောက်တစ်ယောက်မင်းလက်ရောက်ပြီးငယ်ရွယ်တဲ့လူသားလေးမင်းကောရွှေပစိန်ကိုလိုချင်တာလားငွေပစိန်ကိုလိုချင်တာလားလို့ထပ်မံချင်းချောက်မင်းမြန်ပြန်တဲ့ကျန်းဆောင်ရီလဲချွေးစေးတွေပြန်လာပြီးကျွန်တော်ဘယ်ပစိန်မှမလိုချင်ပါဘူးလို့တုံတုံရင်ရင်နဲ့ညင်လိုက်တာပေါ့ဒါပေမဲ့တရေကြီးကမလိုချင်လဲရွေးရမယ်ကွာဒါကဒီနေရာရဲ့စီးမြင့်မဲ့လို့ပြောပြီးပစိန်ကြီးကိုမြောက်ကကျန်းဆောင်ရီရဲ့ခေါင်းကိုခုတ်ဖို့အားကုန်တုံးပြီးလွှဲလိုက်ပါတော့တယ်ကျန်းဆောင်ရီလဲတေးပါပြီးဆိုပြီးမျက်လုံးမိတ်ထားတဲ့အချိန်မှာပဲမမျော်လင့်ပဲအပေါ်ကနေတရေမလေးဖူပေါင်းကဝူးကနေပြေးဆင်းလာပြီးတရေကြီးရဲ့လက်ကိုအတင်းလန်းဆွဲကောင်းကိုတက်ပစ်လိုက်ပါလေရောပြီးတော့မင်းရူးနေလာပါလို့ကျန်းတခင်ကြီးကိုမှလာခုတ်ရတာလဲမင်းအသက်မရှင်ကျင်တော့ဘူးလားလို့အော်ဟစ်ပြီးတရေကြီးကိုကန်ချပစ်လိုက်တယ်တရေကြီးလီရှိကြီးလဲလဲကျသွားပြီးကျန်းတခင်ကြီးဟုတ်လားသူကဘသူမို့လို့လဲလို့ကြောင်အန်းနဲ့မေးရှာတာပေါ့ဖူပေါင်းကမင်းအစည်းအဝေးတုန်းကအနောက်ဆုံးတန်းမှာထိုင်ပြီးခြေသီးညက်နေလို့ဘာမှမသိတာလေသူကငါတို့ရဲ့ထိတ်လန့်ပွဲကစားကွင်းရဲ့အဆင့်ခေါင်းဆောင်အစ်စ်ကျန်းတခင်ကြီးခွေလို့ဖော်ကောင်လုပ်လိုက်ပါတော့တယ်တရေကြီးလည်းမျက်လုံးပြူသွားပြီးကျန်းဆောင်ယူကိုတေချာစိုက်ကြည့်တယ်ဒါပေမဲ့မဟုတ်သေးပါဘူးသူစီကနေတရေတစီတွေရဲ့အငွေအသက်တစ်စက်မှမရဘူးအဲ့ဒီအစာငါစိတ်ထဲမှာကြောက်ရွံ့တုန်လှုပ်တဲ့ခံစားချက်ကြီးပဲရနေတာကြည့်ရတာသူကလူသားတစ်ယောက်ကနေအယောင်ဆောင်ထားတာများလားလို့တန်တရားဝင်ပြီးမေးတဲ့အခါဖူပေါင်ကလူသားဟုတ်လားမင်းစဉ်းစားကြည့်လေအစ်စ်ဂိမ်းရဲ့ခေါင်းဆောင် boss ဖြစ်နိုင်တဲ့လူကတာမန်တဲ့ဖို့ဝါဖို့တရေဖြစ်ပါမလားဟိုရှောင်းလုံးနဲ့ရှောင်းဖုံးတို့ကအလုတ်တင်တွေမို့လို့နားမလဲတာထားပါဦးဒါပေမဲ့အရန်ကိုအစွမ်းထက်တဲ့ရှောင်းချီညီမလေးတရေမတောင်မှဒီကျန်းတခင်ကြီးရဲ့လက်အောက်မှာဒုတိယအဆင့်အစေခံဖြစ်ပဲနေရတာနော်အဲ့ဒါဆိုရင်ပထမအဆင့်မှာရှိတဲ့ဒီကျန်းတခင်ကြီးကဘလောက်တောင်အစွမ်းထက်မလဲဆိုတာမင်းဦးနောက်နဲ့တွေးကြည့်ပေါ်ဆိုပြီးဆရာကြီးစတိုင်နဲ့ရှောက်တွေးပြီးရှင်းပြနေတာပြကြည့်ရတာရှောင်းချီကကျက်ရှောင်းယူကိုအကိုဝမ်းကွဲမို့လို့လိုသေးတာကိုဒီတရေတွေကကျက်ရှောင်းယူကိုအကြီးဆုံး boss ကြီးဆိုပြီးအထင်ကြီးလွဲနေကြတာပေါ့ကျန်းဆောင်ရီခမများမှာတော့သူတို့နှစ်ယောက်အနားမှာတင်အပီပြင်းအတင်းတုံနေကြတာကိုကြည့်ပြီးစိတ်ထဲကနေဟိတ်လူတွေမင်းတို့ငါရှိတင်ငါအကြောင်းကိုအတီးကြီးဆွေးနွေးနေတာငါကိုတကယ်ပဲအာမနာကြဘူးလားဆိုပြီးရင်တထိတ်ထိတ်နဲ့ခက်တီတီပဲနေနေရတာတရေကြီးကဒါဆိုရင်လေငါသူ့ကိုတစ်ချက်လောက်စမ်းခုတ်ကြည့်မယ်အကယ်၍ငါပစိန်ချက်အောင်မှာသူမသေးရင်သူကတကယ်ကျန်းတခင်ကြီးအစ်စ်ပဲအဲ့ဒီကြရင်ငါဒူးထောက်ပြီးချက်ချင်းတောင်းပန်မယ်ဒါပေမဲ့အကယ်၍သူတည်သွားရင်တော့သူကလူသားတူအယောင်ပဲဆိုပြီးပစိန်ကြီးကိုပြန်မြောက်လိုက်ပြန်ရောကျန်းဆောင်ရီခမများဒါပြေးလို့လည်းမရဘူးပြေးလိုက်ရင်ငါလူသားဆိုတာအပြေးပြင်းတိသွားပြီးအကုန်လုံးဆေးရိုးလန်းကုန်တော့မယ်အခုကောဘာဆက်လို့ရမှာလဲဆိုပြီးမျက်မှန်ကြီးပြူကတေးပေးနဲ့ရင်ဆိုင်ဖို့ပြင်လိုက်ရတာပေါ့အဲ့ဒီအချိန်မှာပဲတရေကြီးကပစိန်ကြီးနဲ့ဝုန်းခနဲ့လှမ်းခုတ်လိုက်တဲ့အခါဖူပေါင်ကအနောက်ကနေတရေကြီးကိုအချိန်နဲ့ထပ်မံကန်ချပစ်လိုက်ပြီးမင်းကောင်းစုပ်လေးမင်းသိချင်ရင်လည်းငါ့ကိုဆွဲမထည့်ပါနဲ့မင်းကကျန်းတခင်ကြီးကိုစိန်ခေါ်ချင်တာလားလို့အော်ဟစ်ပြီးတရေကြီးကိုအလဲလဲအကွဲကွဲဖြစ်အောင်ပညာပေးလိုက်ပါတော့တယ်အနောက်ကနေဒါကိုလှမ်းကြည့်နေတဲ့ဒေးဗစ်နဲ့ကောင်မလေးကတော့မျက်လုံးအပြူသားဖြစ်သွားပြီးဟာဒေးဗစ်ဟိုမှာကြည်စမ်းတရေတွေအချင်းချင်းဘာလို့ရန်ဖြစ်ပြီးတက်နေကြတာလဲဒါလုံးဝယုတ်တိမရှိဘူးဆိုပြီးအန်အောမြင်တက်ကုန်ကြတာပေါ့တရေကြီးကမင်းကငါ့ကိုဘာလို့လာကန်တာလဲသူ့စီမှာတကယ်ကိုလူသားတွေရဲ့ကြောက်ရွံ့တဲ့အနံ့အသက်တွေရနေတာကိုမင်းမသိဘူးလားလို့អော်တော့ဖူပေါင်ကမင်းဘာမှမသိပဲရှောက်မပြောနဲ့ဝါကီထားကီထဲကနေကြီးညာထားတာမကြောက်ဘူးလားကျန်းတခင်ကြီးကဒီတစ်ခေါက်မှာလူသားပုံစံအယောင်ဆောင်တဲ့တရုတ်ဆောင်ကိန်းကိုကစားနေတာကွာအကယ်၍သူကကြောက်လန့်နေတဲ့လူသားပုံစံမျိုးအပြည့်ပြင်းတရုတ်မဆောင်ထားရင်ဟိုလူသားတွေကသူ့ကိုအဖွဲထဲထည့်ပါမလားဒါကိုတရုတ်ဆောင်မှုအတက်ပညာအတင်းလို့ခေါ်တယ်ကွက်ဆိုပြီးတရေကြီးကိုထပ်မံပညာပေးလိုက်ပါလေရောဗျာငါကိုကြားလိုက်ရတဲ့တရေကြီးလီရှိကြီးလဲချက်ချင်းကြီးမျက်နှာပြောင်းသွားပြီးကျန်းဆောင်ယူကိုကြည့်ကအားဟုတ်သားပဲကျန်းတခင်ကြီးကတကယ်ကိုတရုတ်ဆောင်ဆရာကြီးပဲကျွန်တော်မျိုးစောစောကအပြစ်စော်ကားမိတာကိုခွင့်လွှတ်ပေးပါဗျာဆိုပြီးပစိန်ကြီးတွေပြန်သိမ်းရိုးတေတေနဲ့လမ်းဖယ်ပေးတော့တာပေါ်ပြီးတော့ကဲကျန်းတခင်ကြီးရှိကလမ်းကနည်းနည်းချောတယ်နော်အေးအေးဆေးဆေးကြော့ပါဗျာလို့ပါဖားလိုက်သေးတယ်ကျန်းဆောင်ယူလဲစိတ်ထဲကနေဟာတကယ်ပဲငါ့ကိုကြော်ပေးသွားတာလားငါအောင်မြင်သွားပြီဆိုပြီးခက်တီတီနဲ့ပဲရှေ့ကိုဆက်လျှောက်သွားတာပေါ့ဘေးကလူတစ်ကောင်လေးအားကျန်ကလည်းဟာကောင်းလိုက်တာတကယ်ပဲဘာဘူးစိန်မှမရွေးတာကအမှန်ကန်ဆုံးအဖြစ်ပဲကိုငါလည်းမရွေးဘူးဆိုပြီးဝမ်းသာအားရနဲ့တရေကြီးရှိတိုးသွားပြီးငါလည်းဘာဘူးစိန်မှမလိုချင်ဘူးငါကိုလည်းပြေးဖြတ်တော်လို့ပြောလိုက်ရောဒါပေမဲ့တရေကြီးကမျက်လုံးကြီးပြူလာပြီးအော်မင်းကလည်းမလိုချင်ဘူးဟုတ်လားကောင်းပြီလေပစိန်မလိုချင်ရင်တော့ငါရဲ့လက်သီးအစွမ်းနဲ့ပဲမင်းကိုပညာပေးရမှာပေါ့ကွယ်လို့အော်ပြီးအားကုန်သုံးကကောင်လေးရဲ့ဘိုက်ကိုဝုန်းခနဲနေအောင်လှမ်းထိုးပစ်လိုက်ပါတော့တယ်ကောင်လေးခမများနေရန်ကိုစောင့်ပြီးနေရာမှာတင်တတိလေးလဲကျသွားရှာရောဒေးဗစ်လည်းဒါကိုကြည့်ပြီးဟာဒါဘာကြီးလဲဘာလို့ဟိုမျက်မှန်နဲ့ကောင်ကြတော့လှုပ်ပေးပြီးဒီကောင်ကြတော့အထိုးခံရတာလဲဘာယုတ်တိမှမရှိဘူးဆိုပြီးခေါင်းတွေပါထူကုန်တာပေါ့အဲ့ဒီအချိန်မှာတရေကြီးကဒေးဗစ်တို့ဘက်လှည့်လာပြီးကဲမင်းတို့အလှည့်ရောက်ပြီးမင်းတို့ကဘဲပစိန်ကိုရွေးမလဲလို့ထပ်မံချင်းချောက်ပြန်တဲ့အဖွဲတဲကလူကောင်ကြီးကြီးတယောက်ကမင်းတို့အကုန်လွဲနေပြီးဒါကတရေအိမ်ကမေးခွန်းတွေဖြေနေရမယ့်နေရာမဟုတ်ဘူးတရေအိမ်ရဲ့စီးမြင့်ကတခုပဲရှိတယ်
အဲ့ဒါပြေးဖို့ပဲလို့အော်ဟစ်ပြီးအရှိကနေဥဆောင်ကထွက်ပြေးကြပါလေရောတရေကြီးလဲအနောက်ကနေပစိန်ကြီးဝိပြီးလိုက်ဖမ်းတာကြောင့်တစ်ဖွဲ့လုံးလမ်းဖြန့်ပြီးလူစုကွဲကုန်ကြတာပေါ့ကျန်းဆောင်ယူလဲလမ်းဖြဲပြီးပြေးရင်လွှားရင်းနဲ့နောက်ဆုံးမှာတော့မှောင်မဲပြီးတန်ကြိုးတွေဆွဲထားတဲ့ကန့်တက်ထားတဲ့လှုပ်ဝက်အခန်းတစ်ခုတည်းကိုရောက်သွားတဲ့အခန်းတောင်ကိုကြည့်လိုက်တော့အစိမ်းရောင်စပင်နဲ့ကောင်မလေးတယောက်ကခေါင်းငုံပြီးငိုနေတာကိုတွေ့လိုက်ရတာပေါ့ကျန်းဆောင်ယူလဲစိတ်ပူသွားပြီးမြင်မလေးဘာဖြစ်လို့လဲခုနကလူစုကွဲသွားတဲ့ကစားသမားတွေကတယောက်လာလို့လှမ်းမေးရှာတယ်တကယ်တော့အဲ့ဒီကောင်မလေးကတရေမလေးလူလိုဖြစ်ပြီးစိတ်ထဲကနေဟီဟီဒီလူသားကငါ့ကိုလာစကားပြောတာပဲငါရဲ့စီးမြင့်အရာငါ့ကိုလာစကားပြောတဲ့လူသားမှန်သမျှကိုငါဝါစားလို့ရပြီဆိုပြီးမျက်လုံးကြီးနဲ့ဖျက်ချောက်ပြုံးပြီးကျန်းဆောင်ယူဘက်ကိုလှည့်လာတာပြသူကအတန်ကိုကယူနာတက်เสียပုံစံပြောင်းပြီးအကိုကြီးရဲ့ဒီနေရာမှာတရေတွေအရန်များလို့တမိကြောက်လွန်းလို့လမ်းမလျှောက်နိုင်တော့ဘူးဆိုပြီးတရုတ်ဆောင်ပြလိုက်တယ်ကျန်းဆောင်ယူကလည်းတနာပြီးရပါတယ်ညီမလေးစိတ်မပူပါနဲ့အကိုကြီးနဲ့အတူတူသွားရအောင်ဒါဆိုရင်ပို့ပြီးစိတ်ချရတာပေါ့လို့ပြောရင်မမျောလင့်ပဲလူရဲ့ပခုံးကိုလှမ်းကင်ပြီးနှစ်သိမ့်ပေးလိုက်ပါလေရောအဲ့ဒီအချိန်မှာလူတယောက်စိတ်ထဲမှာဟိုခနဲ့ဖြစ်သွားပြီဟာသူကငါပခုံးကိုပါလာကင်နေဟုတ်လားဒါဆိုရင်တော့ငါရဲ့စီးမြင့်တွေပြည့်စုံသွားပြီငါသူ့ကိုအခုပဲအစိမ့်လိုက်ဝါစားတော့မယ်ဆိုပြီးမျက်နှာကြီးတစ်ခုလုံးအကြောင်းတွေထွက်ပါဆက်ကြီးအကျဲကြီးဖြဲပြီးကျန်းဆောင်ယူကိုဝါစားဖို့ရုတ်တရက်ကြီးအော်ဟစ်လိုက်ပါတော့တယ်ဒါပေမဲ့ကျန်းဆောင်ယူရဲ့မျက်နှာကိုတေချာလဲမြင်လိုက်ရရောလူတယောက်ချက်ချင်းကြီးအော်တန်ကြီးရက်သွားပြီးမျက်လုံးကြီးပြူးသွားတာဗျာအမလေးတေးပါပြီဒါငါတို့ရဲ့စက်ခုံအသေးရဲ့အဆင့်ခေါင်းဆောင်ကြီးကျန်းတခင်ကြီးမဟုတ်လားဆိုတာကိုအပီပြင်းမှတ်မိသွားတာပေါ့လူခများမှာတော့ကြောက်လုံးလုံးမျက်နှာကြီးချက်ချင်းရောသွားပြီးစိတ်ထဲကနေဒုက္ခပါပဲငါဘာတွေသွားလုံးမိတာလဲကျန်းတခင်ကြီးကအခုလူသားပုံစံနဲ့ role play တရုပ်ဆောင်ကိန်းကစားနေတာကိုငါကသွားနောက်ရှက်မိပြီးသူကတွေ့ပြီး3စက္ကန့်အတွင်းမှာတင်ငါပခုံးကိုကင်နေပြီးတော့ငါလက်ကိုကင်ပြီးမကြောက်နဲ့အကိုကြီးမင်းကိုဆွဲခေါ်သွားမယ်တဲ့အမလေးကျန်းတခင်ကြီးကကြည့်ရတာကလေးမလေးတွေကိုအတင်းအဓမ္မနေရန်မှာကပ်ပြီးအနိုင်ကျင့်တဲ့ကစားနည်းခဲတန်းကိုကြိုက်တာများလားမသိဘူးငါကအခုသူ့ရဲ့ကစားကွက်ထဲကဓာတ်စာခံဖြစ်နေပြီလားငါအခုသူ့ကိုပြန်တွန်းလှန်ရမလားဒါမှမဟုတ်သူ့ကိုဖားပြီးတခင်ကြီးရဲ့ကျမရဲ့လစာလေးတိုးပေးပါဦးလို့ပဲတောင်းဆိုရမလားဆိုပြီးအုံနောက်မုံတိုင်းဆင်နေတာပေါ့ကျန်းဆောင်ကြီးကတော့ဘာမှမသိပဲညီမလေးဘာဖြစ်လို့လဲအကိုကြီး၆လိုက်လို့လန့်သွားတာလားလို့မေးတော့လူကမဟုတ်ပါဘူးကျေးဇူးတင်ပါတယ်လို့တုံရင်နဲ့ပြန်ပြေရှာတဲ့ကျန်းဆောင်ကြီးကဒါဆိုဒီမှာမနေနဲ့တော့လားအကိုကြီးနဲ့အတူတူသွားရအောင်ဆိုပြီးလူရဲ့လက်ကလေးကိုအတင်းဆွဲပြီးခေါ်သွားပါလေရောလူခများမှာတော့စိတ်ထဲကနေအမလေးတခင်ကြီးရဲ့ဒါကသမီးရဲ့နေမြေလေးသမီးကတရေအိမ်ကဝန်ထမ်းပါဆိုအခုသမီးကတခင်ကြီးနောက်ကိုလိုက်သွားရင်တရေအိမ်မှာဘသူကဝန်ထမ်းလုပ်တော့မှလဲဝန်ထမ်းစီးမြင့်နေမှလဲဒါမျိုးမရှိပါဘူးဆိုပြီးငိုမဲ့ကြီးနဲ့ကျန်းဆောင်ကြီးရဲ့လက်ဆွဲရနောက်ကိုပါသွားရှာတာပေါ့အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်လက်ချင်းချိတ်ပြီးရှောက်လာတော့အပေါ်ကနေဝစ်စုံပြားနဲ့တရေအဆောင်ခေါင်းပြက်ကြီးလိုလျံစည်းကတေချာဆိုလူသားတွေဆိုပြီးဝုကနေခုန်ဆင်းလာပြီးလူရဲ့လေပင်ကိုလှမ်းညှစ်လိုက်တာဗျာဒါပေမဲ့ကောင်မလေးရဲ့မျက်နှာကိုတေချာကြည့်မိတော့မှဟင်ဒါလူမဟုတ်လားမင်းကဘာလို့ဒီမှာရောက်နေတာလဲလို့မေးတော့လူကချက်ချင်းမျက်လုံးကြီးနဲ့អော်ပြီးဖယ်ဆန်းငါ့ကိုလာမနောက်ရှက်နဲ့ငါရဲ့အခွင့်အရေးကိုလာမဖြက်စီးနဲ့မင်းမျက်လုံးကကန်းနေလို့လားဘေးကကျန်းသခင်ကြီးကိုမမြင်ဘူးလားမင်းအသက်မရှင်ခြင်းရင်ပြောငါမင်းမျက်လုံးကိုအခုပဲတူးထုတ်ပေးမယ်လို့ရန်တွေးလိုက်ပါတော့တယ်ဟိုတရေကောင်းပြက်ကြီးလဲကျန်းဆောင်ယူကိုမြင်သွားတော့မှအမလေးဟုတ်သားပဲကျန်းသခင်ကြီးကျွန်တော်မျိုးမမှတ်မိလို့ပါခွင့်လို့ပါဗျာသခင်ကြီးတို့နှစ်ယောက်အေးအေးဆေးဆေးကစားကြပါဦးဆိုပြီးချက်ချင်းကြီးဒူးထောက်တောင်းပန်ပြီးထွက်ပြေးသွားရရှာပါတယ်ဒါကိုကြည့်ပြီးတရေမလေးလူကတော့မျက်လုံးကြီးနဲ့ကျန်းသခင်ကြီးကတကယ်ကိုအစွမ်းထက်တဲ့ role play တရုပ်ဆောင်ကိန်းဆရာကြီးပဲသူကအခုလိုကြောက်လန့်နေတဲ့တာမန်လူသားပုံစံကိုအပီပြင်းတရုပ်ဆောင်နေတာကိုဟိုဝန်ထမ်းတွေကဝင်းနောက်ရှက်နေကြတယ်အကယ်၍သမီးသာသူ့နောက်ကိုတိတိကျကျမလိုက်သွားရင်သခင်ကြီးစိတ်ဆိုးပြီးအလုတ်ဖြုတ်ပြရင်ဒုက္ခဆိုပြီးစိုးရင်စိတ်နဲ့ကျန်းဆောင်ရဲ့လက်ကိုအတင်းဆွဲပြီးလိုက်သွားပါတော့တယ်တစ်ဖက်မှာတော့ဒေးဗစ်တို့အဖွဲ့သားတွေကလှေတစင်းပေါ်မှာထိုင်ပြီးတရေအိမ်လမ်းကြောင်းအတိုင်းစီးမျောလာကြတယ်အဲ့ဒီအချိန်မှာပဲလမ်းဘေးကဖျဲသီးဆိုင်လေးတစ်ခုကိုလှမ်းမြင်လိုက်ရတာပေါ့ဖျဲသီးတဲ့ကြီးကဓာမကြီးတစ်ချောင်းကိုကင်ပြီးမင်းတို့ရဲ့ဖျဲသီးတွေကကောင်းမဲ့ရလားလို့ကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့လှမ်းမိတယ်လူတစ်ချောင်းသူလေးချင်းကြီးကဟင်းဒီတရေအိမ်ထဲမှာဖျဲသီးရောက်နေဆိုင်မှာရှိတာလားလို့အံ့ဩသွားတော့ဘေးကကောင်မလေးကမင်းတိတိချာချာကြီးစမ်းအဲ့ဒါဖျဲသီးတွေမဟုတ်ဘူးအကုန်လုံးလူကောင်းတွေကွယ်လို့အလန့်တကြားអော်လိုက်ပါလေရောချင်းကြီးကတော့ဘာဖြစ်လို့လဲငါကြည့်တာတော့တကယ်ဖျဲသီးအစ်စ်ကြီးတွေပါပဲဆိုပြီးကြောင်အန်းဖြစ်နေတော့မယ်ဒေးဗစ်ကလူတစ်ဆိုတာလူတစ်ပဲမင်းတို့ကတရေတွေရဲ့လှုပ်ဝက်မော်အစွမ်းကြောင့်မမြင်ရတော့လို့ဝင်ပြောပြီးဟိုဖျဲသီးတရေကြီးဝါစီဘက်ကိုလှည့်ကမင်းရဲ့ဖျဲသီးတွေကမစိုးပါဘူးငါအကုန်လုံးယူလိုက်မယ်လို့ခက်တီတီနဲ့ပြောလိုက်တယ်အဲ့ဒီအချိန်မှာအဖွဲ့ထဲကလူတစ်ကောင်လေးတယောက်ကကြောက်လန့်လန့်နဲ့အကိုကြီးရဲ့ကျွန်တော်အခမဲ့ဖျဲသီးတွေကူတယ်ပေးပါမယ်ကျွန်တော်ကိုတော့မတတ်ပါနဲ့နော်လို့ဒူးထောက်တန်တောင်းပန်ရှာတယ်ဒါပေမဲ့တရေကြီးဝါစီကတော့ဒီမှာရှိတဲ့လူတွေအားလုံးကိုငါအကုန်လုံးတင်းကျုံတက်ပြစ်မှာကွယ်လို့အော်ဟစ်ပြီးဒေါသတာကြီးနဲ့လူတိုင်းကိုတိုက်ခိုက်ဖို့ပြင်းတော့တာပေါ့ကျန်းဆောင်ကြီးကလည်းစိတ်ပြက်လက်ပြက်နဲ့ကြည့်ရတာဒီတရေအိမ်ကငါတို့ကိုတရေတွေနဲ့စီကမ်းမရှိပဲအတင်းလိုက်တက်ခိုင်းဖို့တမင်တက်စီစဉ်ထားတာပဲလို့တွေးပြီးစိုးရိမ်နေရတာမကုတ်ကတော့ငါကကွန်ပျူတာပညာသင်ထားတဲ့ကောင်ကွယ်ဆိုပြီးတတိမွေးကတရေကြီးကိုပြန်တိုက်ဖို့လုပ်ပေမဲ့တရေကြီးကလက်တစ်ချက်ပဲဝှေ့လိုက်တာကိုမကုတ်တယောက်လွင့်ထွက်သွားပြီးဟာသူကအစွမ်းတွေထုတ်နေပြီးပြေးကြဆိုပြီးလူစုကွဲပြီးအသေးအတန်ထွက်ပြေးရပြန်တဲ့ဒေးဗစ်ကတော့သူ့ရဲ့ဖုန်းကိုကြည့်ရင်းဒါဟာဘသူကတရေအစ်စ်လဲဆိုတာခွဲခြားဖို့တော်တော်ခက်တဲ့နေရာပဲအလင်းရောင်ကလည်းမလုံလောက်ဘူးအမူအရာပုံမှန်မဟုတ်တဲ့သူကိုဘယ်လိုရှာရမလဲဆိုပြီးခေါင်းချောက်နေရတာပေါ့အဲ့ဒီအချိန်မှာပဲလူတစ်ကြောင်းသားတစ်ယောက်ကလမ်းလျှောက်ရင်းခဲလုံးတစ်လုံးကိုတိုက်မိပြီးဖုံလဲကျသွားတယ်တရေကြီးဝါစီကလည်းအနောက်ကနေဓာမကြီးကိုထမ်းပြီးဟီဟီမင်းတေဖို့ပြင်လိုက်တော့ဆိုပြီးချက်ချင်းကြီးခုတ်ပစ်ဖို့လိုက်လာပါလေရောအဲ့ဒီအချိန်မှာပဲမမျော်လင့်ပဲကျန်းဆောင်ရီနဲ့လူတို့ကအဲ့ဒီလမ်းကြားထဲကိုလက်ချင်းချိတ်ပြီးရောက်လာကြတာဗျာတရေကြီးဝါစီကကျန်းဆောင်ရီရဲ့မျက်နှာကိုတိတိကျကျမြင်လိုက်ရတော့မှဓာမကြီးကိုအသာလေးပြန်ချပြီးစိတ်ထဲကနေဟီဟီ
ကျန်းသခင်ကြီးကတကယ်ကိုတရုတ်ဆောင်ဆရာကြီးပဲကျွန်တော်မျိုးရဲ့တရုတ်ဆောင်မှုကိုသခင်ကြီးသဘောကျရဲ့လားမသိဘူးသခင်ကြီးကအခုလူသားပုံစံနဲ့အပြီးပြင်တရုတ်ဆောင်နေတာဆိုတော့ငါကလည်းတရေပီပီသူ့ကိုတတ်မဲ့ပုံစံမျိုးနဲ့အစွမ်းကုန်တရုတ်ဆောင်ပြရမယ်ဆိုပြီးဆရာကြီးစတိုင်နဲ့အတွေးလုံနေတာပေါ့ဝါစီကဓာမကြီးကိုမြှောက်ပြီးတေဆန်းလူသားလိုအော်ပြီးကျန်းဆောင်ယူရဲ့ခေါင်းကိုဝုန်းကနေလှမ်းခုတ်လိုက်ပါတော့တယ်ကျန်းဆောင်ယူလည်းလန့်ပြဲပြီးဟာဒုက္ခပဲဓာကြီးကရောက်လာပြီးဆိုပြီးမျက်လုံးမိတ်လက်နှစ်ဖက်နဲ့ဓာသွားကိုအလဲကနေခုတ်ခနဲနေအောင်တိုင်းကားတွေထဲကလိုလက်ဝါးညက်ပြီးဖမ်းဆွဲလိုက်မိတာပေါ့အနောက်ကနေလှမ်းကြည့်နေတဲ့ဒေးဗစ်ကတော့ပါစက်ကြီးအဟောင်းသားနဲ့ပါဘာကြီးလဲသူကဓာသွားကိုလက်ပလာနဲ့ဖမ်းဆွဲလိုက်တာဟုတ်လားဆိုပြီးမယုံနိုင်စရာမျက်လုံးကြီးနဲ့ကြည့်နေတော့တာတရေကြီးဝါစီကလည်းစိတ်ထဲကနေဟာတခင်ကြီးကတကယ်ကိုအစွမ်းထက်တာပဲငါကဓာနဲ့အာကုံတုံးပြီးခုတ်ပြတာကိုသူကလက်နှစ်ဖက်ထဲနဲ့အသားလေးဖမ်းပြနိုင်တယ်ဒါဆိုရင်ငါကလည်းတခင်ကြီးရဲ့ကစားကွက်အတိုင်းအရှုံးပေးတဲ့ပုံစံတရုပ်ဆောင်ရမှာပေါ့ဆိုပြီးတွေးလိုက်တယ်အဲ့ဒီနောက်ကျန်းဆောင်ကြီးကငါမှတကယ်ကိုလျှို့ဝှက်စွမ်းတွေရှိနေတာပဲဆိုပြီးယုံကြည်ချက်တွေဝင်လာပြီးလက်တီးတစ်ချက်နဲ့တရေကြီးရဲ့ရင်ဘတ်ကိုဖုံးခနဲနေအောင်လှမ်းထိုးလိုက်တာဗျာတရေကြီးဝါစီကလည်းတခင်ကြီးရဲ့အလိုကျအတိုင်းအနောက်ကိုလေထဲမှာတင်ပတ်ချလဲ၃ပတ်လောက်မြောက်တက်သွားပြီးနေရန်ကိုစောင့်ကမြေပြင်ပေါ်ဖုံးဖုံးလဲပြီးအီလဲလဲကြီးအရှုံးပေးတရုပ်ဆောင်ပြလိုက်ပါတော့တယ်ဒါကိုကြည့်နေတဲ့ဒေးဗစ်တယောက်မျက်လုံးပြူပြီးအမလေးငါစောစောကသူ့ကိုတာမန်ចောင်းသားလေးဆိုပြီးရှောက်တွန်းတိုက်ပြီးအနိုင်ကျင့်ခဲ့မိတာတကယ်တော့သူကအစွမ်းတွေကိုကွက်ထားတဲ့တိုင်းဆရာကြီးကိုငါပြီးခဲ့တဲ့တစ်ခေါက်ကသူ့ကိုဓာတ်စာခံလုပ်ပြီးထားခဲ့တာသူငါ့ကိုကလဲစားပြန်ချေရင်တော့ဆေးရိုးလန့်ရချေရဲ့ဆိုပြီးကြောက်လန့်တုံလုပ်ပြီးချွေးစေးတွေပြန်လာတော့တာပေါ့မာကုတ်ကလည်း oh my god ဒါကတကယ်ကွန်ပျူတာပညာအစစ်အမှန်ကြီးပဲပြဆိုပြီးကျန်းဆောင်ရွေကိုဆရာတင်ကျင်စိတ်တွေပါပောက်ကုန်ပါတော့တယ်အဖွဲ့တွေကကြံတဲ့လူတွေကလည်းသူကဒီလောက်တောင်အစွမ်းထက်တာလားငါတို့ကသူ့အတွက်စိုးရိမ်နေတာကြည့်ရတာအပူတွေတွေးပူမိတာပဲဆိုပြီးအံ့ဩမင်တက်နေကြတာပေါ့အဲ့ဒီအချိန်မှာပဲအနောက်ကနေတရေနောက်လိုက်ကောင်တယောက်ကအကိုကြီးဘာဖြစ်သွားတာလဲလို့အော်ဟစ်ပြီးလဲကျနေတဲ့သူ့တရေကောင်းဆောင်စီကိုပြေးလာတာပေါ့တရေကောင်းဆောင်ကြီးကပါဇက်ကသွေးတွေတုံရင်ဘာဖြစ်ရမှာလဲကွာငါဘာသာငါပြန်ပြီးလဲကျပြတာပါဆိုပြီးတိတ်ခတ်ဆဲဖို့စူးစမ်းရှာတယ်နောက်လိုက်ကောင်ကအကိုကြီးကလည်းဘာလို့ဒီလောက်အပင်ပန်းခံပြီးဟန်ဆောင်လဲပြနေရတာလဲဟိုကျန်းသခင်ကြီးကိုအစစ်မှန်တိုင်းဝင်ချလိုက်ရင်ပြီးတာကိုလို့နားမလဲပဲမေးတော့တာပေါ့တရေကြီးကဒေါသတကြီးနဲ့မင်းတေချင်လို့လာကွက်ဆိုပြီးသူ့နောက်လိုက်ကောင်ကိုလှမ်းអော်တော့တယ်ကျန်းသခင်ကြီးကအဆင်ရှိတဲ့ဂိမ်းရဲ့ကောင်းဆောင်ဘတ်ကြီးကမင်းကသူ့ကိုအခုလိုတာမန်လူသားပုံစံနဲ့ကြောက်လန့်နေတယ်လို့ဟန်ဆောင်ထားတာကိုကြည့်ပြီးအထင်မသေးနဲ့ငါမင်းကိုပြောပြမယ်ဒီလိုအစင်းမြင့်တဲ့မိစ္ဆာကြီးတွေကစိတ်ကူးပေါက်ရင်ပေါက်တယ်လို့လူတွေကိုအကုန်တက်ပစ်တတ်ကြတာအကယ်၍သူကကစားရင်းနဲ့စိတ်ကူးပေါက်ပြီးငါ့ကိုပါတခါတည်းအစပြောက်အောင်လုပ်ပစ်လိုက်ရင်ငါခွေးတေတရားချေရဲ့ဒါကြောင့်သူ့လိုကြအတိုင်းအရှုံးပေးပြီးဟန်ဆောင်လဲကြပြလိုက်တာကသူ့ကိုလည်းမျက်နှာပန်းလှစေတယ်လို့ငါအသက်ကိုလည်းကဲတင်ရရောက်တာပေါ့ကွာဆိုပြီးလူလေကြတဲ့အကြောင်းရှင်းပြနေတာဗျာနောက်လိုက်ကောင်ကလည်းအော်အကိုကြီးကတကယ်ကိုအမျော်မြင်ရှိတာပဲဒါဆိုရင်အခုငါတို့ဘာဆက်လုပ်ကြမလဲလို့မေးတော့တရေကြီးကတခြားတရေညီအကိုတွေကိုပါအကုန်သတင်းပို့လိုက်ငါရဲ့အစီအစဉ်အတိုင်းပဲဟိုကျန်းသခင်ကြီးရှေ့ရောက်ရင်အကုန်လုံးအရှုံးပေးတဲ့ပုံစံတရုပ်ဆောင်ကြဖို့လို့အမိန့်ပေးလိုက်ပါလေရောတစ်ဖက်မှာတော့ကျန်းဆောင်ရီကရှေ့ကိုဆက်လျှောက်လာရင်ဟိုတရေကြီးကသူ့ကိုမင်းရဲ့အစွမ်းတွေကိုတကယ်ပဲဝတ်ထားတာကိုဆိုပြီးကြောက်လန့်တကြားနဲ့ကြည့်နေတာကိုတွေးလိုက်ရတယ်လူမိုက်ကြီးကချက်ချင်းမျက်နှာပြောင်းပြီးကဲညီကိုတို့အကုန်လုံးတက်ကြဆိုလို့អော်လိုက်တာပေါ့အဲ့ဒီမှာတင်အနောက်ကနေဓားတွေကင်ထားတဲ့တရေဝန်ထမ်းတွေအပြေးလွှားရောက်လာကြတယ်ကျန်းဆောင်ရီလဲဟာဒုက္ခပဲအားလုံးကငါစီကိုဓားတွေနဲ့អော်ဟစ်ပြီးပြေးလာကြပြီငါအခုကောဘာလို့ရမှာလဲဆိုပြီးကြောက်လွန်းလို့ခြေဖျားလက်ဖျားတွေပါတုံပြီးနေရာမှာတင်ကြောင်ရက်နေရရှာတာပေါ့ဒါပေမဲ့မမျှော်လင့်ပဲအဲ့ဒီတရေတွေအားလုံးကကျန်းဆောင်ရီရဲ့ရှေ့လဲရောက်ရောသူ့ကိုမခုတ်ပဲဘေးကနေဝူဝါလက်ဓားတွေကိုလေထဲဝေရမ်းပြီးဟန်ဆောင်တိုက်ခိုက်ပြရုံပဲလုပ်နေကြတာဗျာတရေနောက်လိုက်တွေကစိတ်ထဲကနေအမလေးအကိုကြီးမှထားတဲ့အတိုင်းကျန်းသခင်ကြီးရဲ့ role play game ကိုမဖျက်ဆီးမိအောင်ငါတို့ကခုတ်ချင်ရောက်ဆောင်ပြီးလွှဲပေးရမယ်ကြည်စံတခင်ကြီးရဲ့ရှောင်းကွက်ကအယမ်းမြန်လို့ငါတို့ဓာတ်ချက်တွေလုံးဝမထိဘူးဆိုတဲ့ပုံစံမျိုးတရုပ်ဆောင်ရမယ်ဆိုပြီးကျန်းဆောင်ရီကိုမထိအောင်တမင်တက်တက်လွှဲခုတ်ပြနေကြတာတရေကြီးကလည်းငါထပ်ပြီးမယုံနိုင်တော့ဘူးငါကိုယ်တိုင်သွားရှင်းမရမယ်ဆိုပြီးသူ့ကိုယ်ပေါ်ကနေမိစ္ဆာအနက်ရောင်အငွေ့သက်တွေထုတ်လုပ်ပြီးအစွမ်းကုန်ကျုံးသွားလိုက်ပါတော့တယ်အနောက်ကနေလှမ်းကြည့်နေတဲ့ဒေးဗစ်တို့ကတော့ဟာအဲ့ဒီတရေကြီးကအစွမ်းတွေတုံးနေပြီးမျက်မှန်နဲ့ကောင်လေးဒါကိုတောက်ခံနိုင်ပါမလားဆိုပြီးရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေကြတာပေါ့တရေကြီးကကျက်ဆောင်ရီရဲ့အနာကိုအရှိန်နဲ့ပြေးဝင်လာပြီးလက်သီးတွေနဲ့အဆက်မပြတ်ထိုးနှက်တဲ့ပုံစံမျိုးလုပ်ပြပြန်တယ်ဒါပေမဲ့ထုံးစံအတိုင်းကျက်ဆောင်ရီကိုမထိအောင်တမင်ဘေးတွေကိုပဲလွဲထိုးပေးနေတာမို့လို့ကျက်ဆောင်ရီကတော့ကြောင်ရက်နေရင်းနဲ့တင်တရေကြီးရဲ့လက်သီးချက်တွေကိုအကုန်ရှောင်ရှားနိုင်တဲ့တိုင်းဆရာကြီးအဖြစ်ဒေးဗစ်တို့မျက်စိထဲမှာပေါ်လွင်သွားတော့တာပေါ့ဗျာနောက်ဆုံးမှာတော့တရေကြီးကကျန်းဆောင်ရီရဲ့လက်သီးတစ်ချက်အောက်မှာတင်လေထဲကိုမြောက်တက်ပြီးဖုံဖုံလဲကျသွားပြီးတရေကြီးဝါစီကကျန်းသခင်ကြီးကျွန်တော်မျိုးအောက်ကြနောက်ကြခံပါမယ်ဗျာနောက်နှစ်တရာလောက်ကျင့်ကြံပြီးမှသခင်ကြီးနဲ့ပြန်လဲဆွေးနွေးပြရစီကဲတပည့်တို့စုပ်ကြဆိုငါတို့နောက်တစ်ခေါက်ပြန်လာခဲ့မယ်ဆိုပြီးသူ့တပည့်တွေကိုခေါ်ပြီးလမ်းဖယ်ကအလင်းအဆက်လိုထွက်ပြေးသွားကြပါလေရောကျန်းဆောင်ရီလည်းအနောက်မှာကြံခဲ့ပြီးဟင်ဒါငါတကယ်ပဲနိုင်လိုက်တာလားငါအားသိမဆိုင်လိုက်ရပါဘူးဘာလို့ဒီလောက်လွယ်လွယ်နဲ့လဲကျသွားရတာလဲဆိုပြီးကြောင်အံ့နဲ့သူ့လက်ကိုသူပြန်ကြည့်နေတာပေါ့ဘေးကတရေမလေးလူကတော့ကျန်းသခင်ကြီးကတကယ်ကိုအစွမ်းထက်တာပဲသခင်ကြီးကာကွယ်ပေးလို့သမီးလည်းဘာမှမကြောက်တော့ဘူးဆိုပြီးကျက်ဆောင်ရီရဲ့လက်ကိုပို့ပြီးတင်းတင်းကြပ်ကြပ်ဖက်တွေထားတော့တာပေါ့ဗျာတစ်ဖက်မှာတော့ကျွန်တော်တို့ရဲ့အဝါရောင်ဝစ်စုံနဲ့ရှောင်းချီလဲထူးဆန်းတဲ့အခန်းတစ်ခုတည်းကိုပြန်ရောက်လာခဲ့တယ်သူရောက်လာတာနဲ့အမျှလမ်းပေါ်မှာတန်ကြိုးနဲ့တုပ်ပြီးဆွဲလာတဲ့လူမိုက်ကြီးနှစ်ယောက်လဲကျန်းပြင်ပေါ်ဖုံဖုံလဲကျနေတာပေါ့အဲ့ဒီအချိန်မှာပဲအနောက်ကနေရှောင်းချီတက်ခင်မကြီးပြန်ရောက်လာပြီလားဆိုပြီးအစ်မြင့်တရေနှစ်ယောက်ဖြစ်တဲ့ဝစ်စုံနဲ့ကောင်လေးနဲ့ကောင်မလေးတို့ကလိုလိုတေတေနဲ့ထွက်ကြကြတာဗျာသူတို့ကလမ်းပေါ်မှာလဲနေတဲ့လူမိုက်နှစ်ယောက်ကိုညွှန်ပြပြီးဒီလူသားနှစ်ယောက်ကဘာလာလောက်တာလဲလို့မေးတော့ရှောင်းချီကသူတို့ကငါနဲ့အတူတူလာကစားချင်လို့တဲ့မင်းတို့ပဲသူတို့အတွက်တခုခုစီစဉ်ပေးလိုက်ပါဦးလို့ခက်တီတီပဲပြောလိုက်တယ်တရေကောင်လေးကချက်ချင်းဖျဲချောက်ပြုံးကြီးနဲ့ဟာ
ကစားမလို့လားအဲ့ဒါဆိုရင်တော့ကျွန်တော်အကျွမ်းကျင်ဆုံးပဲတခင်မကြီးသူတို့ကဘာဂိမ်းမျိုးကိုကြိုက်တယ်လဲလို့မေးရောရှောင်ချီကသူတို့ကအလှပမိန်းကလေးလှလှလေးတွေကိုကြိုက်တယ်လို့ပြောတယ်လို့ပြန်ဖြေလိုက်တာပေါ့အဲ့ဒီအချိန်မှာလူမိုက်ကြီးနှစ်ယောက်လည်းတတိပြန်ရလာပြီးပတ်ဝန်းကျင်ကိုကြည့်ကာဟင်းငါတို့ဘယ်နေရာရောက်နေတာလဲဘာတွေဖြစ်ကုန်တာလဲလို့လန့်ဖြဲပြီးမေးကြတာပေါ့ပြီးတော့ရှောင်ချီကိုကြည့်ပြီးမင်းငါတို့ကိုဒီနေရာခေါ်လာတာလားဘာကိစ္စလဲလို့အော်ဟစ်တော့ရှောင်ချီကဟုတ်တယ်လေမင်းတို့ကငါနဲ့အတူတူကစားကျင်တယ်ဆိုလို့ငါခေါ်လာတာလေးလို့အေးဆေးဆေးပဲပြန်ပြောလိုက်တယ်လူမိုက်ကြီးနှစ်ယောက်လည်းဘေးကတရေမလေးကိုကြည့်ပြီးဟီဟီဒါဆိုရင်မင်းကဘာဂိမ်းမျိုးကစားပေးမှလဲလို့တရွေးတောက်တောက်နဲ့မေးတဲ့အခါဘေးကဝစ်စုံနဲ့တရေမလေးကသူမရဲ့မျက်နှာကပတ်တီးတွေကိုဖြည့်မျက်နှာတစ်ခုလုံးမိစ္ဆာအကြောင်းတွေထွက်ပေါ်လာပြီးငါတို့ကတော့မင်းတို့ကိုအလှပကစားနည်းနဲ့တေးသေးချာချာလေးကစားပေးမှာပေါ့ကွာဟာဟာဟာဆိုပြီးကြောက်စရာကောင်းတဲ့မိစ္ဆာရုပ်ကြီးနဲ့ဖျဲချောက်ပြလိုက်ပါတော့တယ်တရေအိမ်ကြီးတဲ့ကနေလူတိုင်းအလူရက်ပြေးထွက်လာကြတာနောက်ဆုံးတော့ထွက်ပေါက်ကြီးစီကိုရောက်လာခဲ့ကြတယ်ကောင်မလေးကဟူတော်သေးတယ်နောက်ဆုံးတော့အသက်ရှင်လျက်နဲ့ဒီနေရာကနေထွက်နိုင်ခဲ့ပြီဆိုပြီးဝမ်းသာအားရနဲ့အော်တာပေါ့ဒါပေမဲ့ကျန်းဆောင်ကြီးကရှေ့ကိုကြည့်ပြီးမျက်မှန်ကြီးပြူးသွားတယ်ဟာမဟုတ်သေးဘူးဒါကထွက်ပေါက်မဟုတ်ဘူးဒါကပါဆက်အကြီးကြီးနဲ့ထူးဆန်းတဲ့တရေကောင်ကြီးတစ်ကောင်ပဲလို့လမ်းអော်လိုက်တာလူကောင်ကြီးဒေးဗစ်ကလည်းဆရာကြီးစတိုင်နဲ့ဒါဟာဒီကိန်းကနောက်ဆုံးအချိန်ထိညံစင်ပြီး6လန့်ထားတာပဲတကယ်ထွက်ပေါက်အစ်စ်ကဘေးနားကတကားအသေးလေးဖြစ်ရမယ်လို့ရိပ်မိသွားပြီးတစ်ဖွဲ့လုံးအဲ့ဒီတကားကနေအမြန်ဆုံးပြေးထွက်လာခဲ့ကြပါလေရောမာကုတ်ကလည်းဒါကတကယ်ကိုရုပ်မာလုံးနဲ့ဂိမ်းပဲပြခဲ့မြန်မြန်ပြေးကြစို့လို့အော်ရင်းနဲ့သူတို့အားလုံးကစားကွင်းပြင်ဘက်ကိုနောက်ဆုံးတော့အောင်မြင်မြင်ရောက်ရှိသွားကြပါတော့တယ်လူတစ်ကြောင်းသူလေးချင်းကြီးလဲဟူထွက်လာနိုင်ပြီးအဆင့်အဂိမ်းကဒီလောက်တောင်ကြောက်စရာကောင်းလိမ့်မယ်လို့မထင်ထားဘူးဆိုပြီးအမောတကောပြောချတာပေါ့ကျန်းဆောင်ကြီးကတော့အခုမှပဲအပြင်ရောက်တော့တယ်ခဏနေရင်အကြောင်းပြချက်တစ်ခုခုပေးပြီးအိမ်ကိုမြန်မြန်ပြန်မရမယ်လို့တွေးနေတော့ဘေးကတရေမလေးလူလူကသူ့လက်ကိုလာကင်ပြန်ရောကျန်းဆောင်ကြီးကလူလူအခုဆိုဘာမှမဖြစ်တော့ဘူးနော်လို့မေးရင်းနဲ့စိတ်ထဲကနေနေဦးဒါကမဟုတ်သေးပါဘူးဒီလူလူကဘာဖြစ်လို့အခုထိမျက်လုံးကြီးမြည်ရဲပြီးတရေရုပ်ကြီးအတိုင်းဖြစ်နေရတာလဲတရေအိမ်ကထွက်လာတာတော့သူ့ပုံစံကလုံးဝမပြောင်းဘူးဟာမဖြစ်နိုင်တာပြီးခဲ့တဲ့တရေအိမ်ထဲမှာမီးမောင်နေလို့တေချာမမြင်ရတာအခုတေတေချာချာကြည့်လိုက်တော့မှသူကလူသားမဟုတ်ပဲတကယ်တရေအစ်စ်ကြီးဖြစ်နေတာပဲဆိုပြီးအပြေးပြင်းရိပ်မိသွားတာပေါ့ဗျာကျန်းဆောင်ကြီးကစိတ်ထဲကနေပြီးတော့အခုခေတ်တရေတွေကဘာဖြစ်လို့ဒီလောက်တောင်တရုပ်ဆောင်တာ role play ကိုဝါသနာပါနေကြတာလဲလူလူကငါ့ကိုကြည့်ပြီးကျန်းသခင်ကြီးသမီးကိုဘလို့ပဲစီစဉ်အကုန်လာခံပါမယ်ဆိုပြီးချွဲနဲ့ပြနေသေးတယ်လို့တွေးပြီးခေါင်းတွေပါကိုင်းကျင်သွားတာပေါ့အဲ့ဒီအချိန်မှာပဲအနောက်ကနေဝစ်စုံနဲ့စုံမလေးကဟွန်ကြီးနဲ့អော်ပြီးရောက်လာပြန်တယ်ကဲဂုံယူပါတဲ့ကစားသမားတို့တရေအိမ်ကနေအောင်မြင်စွာထွက်လာနိုင်ခဲ့ကြပြီဒါဆိုရင်ကျမကိုပြောပြကြပါဦးမင်းတို့ထဲမှာရောနော်ပြီးလူရောင်ဆောင်ထားတဲ့လူရောင်ဆောင်တရေမိတ်ဆာ imposter ကဘယ်သူလဲလို့မေးခွန်းထုတ်ပါလေရောကျန်းဆောင်ကြီးလဲစိတ်ထဲကနေဟာလူရောင်ဆောင်တရေဟုတ်လားအဲ့ဒါဆိုရင်ငါကိုကောသူတို့ကတရေရောင်ဆောင်ဆိုပြီးတတ်မှတ်ထားကြတာလားအဆောင်တွေရဲ့မျက်စိထဲမှာတော့ငါကသူတို့ရဲ့ပေါ်ကြီးကျန်းသခင်ကြီးလေအဲ့ဒါဆိုငါကလည်းတရေရောင်ဆောင်တယောက်ဖြစ်နေတာပေါ့ဒါပေမဲ့တကယ်အမှန်ကန်ဆုံးအမှန်တရားကတော့ငါကတကယ်လူသားစစ်စစ်ကြီးပြအကယ်၍သူတို့ကသာငါကိုတရေရောင်ဆောင်ဆိုပြီးလက်ညှိုးထိုးလိုက်ရင်ငါရဲ့လူသားအဆင့်တန်းကပေါ်သွားပြီးတစ်ဖွဲ့လုံးအကုန်ဆေးရိုးလန့်ခံရတော့မှာပဲမဖြစ်ဘူးငါကိုတော့လုံးဝအရွေးမခံရဘူးဆိုပြီးမျက်မှန်ကြီးပြူကရင်တမမနဲ့ဖျားတနေရရှာတာအဲ့ဒီအချိန်မှာပဲစုံမလေးကတကယ်တော့မင်းတို့အဖွဲ့ထဲမှာလူရောင်ဆောင်ထားတဲ့တရေကနှစ်ကောင်တောင်ရှိတာကွာမင်းတို့ကအဲ့ဒီထဲကတစ်ကောင်ကိုပဲမှန်အောင်ထုတ်ပြနိုင်ရင်အောင်မြင်မယ်ဒါပေမဲ့တစ်ကောင်မှရှာမတွေ့ရင်တော့အကုန်လုံးကိုအရှင်လက်လက်ဝါစားပစ်မယ်လို့ဖျဲချောက်ပြီးကြီးညာလိုက်ပြန်တဲ့ကျန်းဆောင်ကြီးလဲချွေးစေးတွေပို့ထွက်လာပြီးဟာနှစ်ကောင်တောင်ဟုတ်လားဒါဆိုငါကိုပါထည့်တွက်ထားတာတေချာတလောက်ရှိနေပြီးသူတို့သာငါကိုရွေးလိုက်ရင်ဒုက္ခပဲဆိုပြီးစိုးရိမ်နေရတာပေါ့